ကျုပ်ဒီတောကြီးထဲမှာကြာကြာမနေတော့ပါဘူးနိုင်ငံခြားကိုသွားဖို့စိတ်ကူးပြီးပြီဟုတ်လားနောက်ကိုဒီလိုမပြောနဲ့နော်မမြောက်ဝဲမပြောနဲ့နော်မလေးတကယ်တည်းမှာပဲသူပြောပုံနဲ့ဘူအောင်တင်ဆိုတဲ့နာမည်နဲ့အစင်မပြေလိုက်တော့အမလေးမမြောက်ဝင်းရဲ့ပြောရင်လည်းခံရမှာပဲမမြောက်ဝင်းနဲ့အတူတူနေရတာလေကျုပ်မှလောကနေပါမှာအော်ဟိုအကိုကြီးကိုလေဟုတ်ကဲ့ညစကားတစ်ခုပြောပြရစီပြောပါဟာဒီတော်ကြီးထဲမှာရာသက်ပန်နေဖို့စိတ်ဒုံဒုံမချမချင်းအကိုကြီးမြပေါ်မှာစီကန်းရှိပါလို့နော်အမလီကျုပ်ကဘယ်လိုလူစားများအောင်မနေတယ်လဲဒါတော့ကြရင်ကျုပ်ကြောင်းသိတော့ပေါ့သိပါတယ်မမြောက်ဝင်းမျက်နှာလေးကိုကြည့်နေရရင်ပဲကျုပ်မှာအင်တာမအရသာရှိလာပါဟောဒုက္ခကိုလည်းပြေကိုလှုပ်ပြီးပြီလေဝစားတွေပါတွေဝခိုင်းဖို့နော်